ဒီညီလေးရေးထားတာလေး reply ပြပေးကြလို့ပါနော်သူရေးထားတာမုံနဲ့အေးလက်လီလက်ကားဆိုင်လေးဖွင့်ထားတာ6လပြည့်ပါပြီတဲ့ပထမ2လမှာတဲ့330နဲ့300ရပါတယ်တဲ့နောက်4လလုံးမှာတဲ့300အထက်တွေရောင်းရပါတယ်တဲ့ဖြန်းပြတန်းနဲ့ရောင်းရတဲ့18သိန်းမှာတဲ့လက်လီက9သိန်းဝန်းကျင်သွားပြီတဲ့ကျန်တဲ့ဟာလက်ကားရောင်းပါတဲ့လက်ရှိရောင်းရတဲ့ပုံနီးရအောင်နဲ့နီးစက်ရရက်ွက်တွေကဆိုင်တွေကို order လိုက်ကောက်တင်လာတဲ့နေမြေကျွမ်းကျင်မှုနဲ့နာမည်ကြီးကုမ္ပဏီမှာတဲ့ marketing အတွေ့အကြုံနဲ့10နှစ်ထက်ရှိပါတယ်ဆိုတော့ညီလေးပြောရမယ်ဆိုတော့ညီလေးရဲ့အခု2ပိုင်းခွဲပြောပေးရမှာပေါ့နော်2ပိုင်းခွဲပြောပေးရမှာပထမတစ်ပိုင်းနာမည်ကြီးကုမ္ပဏီမှာတဲ့ marketing ပိုင်းအတွေ့အကြုံ10နှစ်လောက်ရှိတယ်ဆိုတဲ့အပိုင်းပေါ့နော်အဲ့အပိုင်းကိုအရင်ပြောမယ်ကုမ္ပဏီမှာကြုံခဲ့တဲ့ marketing အတွေ့အကြုံကအဲ့ဒီအတွေ့အကြုံရဲ့30ရာခိုင်နှုန်းလောက်နော်30ရာခိုင်နှုန်းလောက်ပဲညီရဲ့ကိုယ်ပိုင်စီးပွားရေးမှာညီပြန်အသုံးချလို့ရမယ်ကျန်တဲ့80ရာခိုင်နှုန်းကိုပြန်ပြီးသုံးချလို့ရမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကုမ္ပဏီကြီးဈေးကသူ့လက်ထဲမှာစတော့ကလည်းသူ့လက်ထဲမှာအဲ့နှစ်ခုလုံးကိုသူ့လက်ထဲမှာကင်ထားတာဖြစ်တဲ့အတွက်ဒီဈေးကွက်ကိုလိုသလိုသူတို့ထိန်းချုပ်လို့ရတယ်အကိုပြောချင်တဲ့အဓိပ္ပာယ်နားလည်လားမသိဘူးနော်ညီရဲ့ဈေးနှုန်းကလည်းသူ့လက်ထဲမှာစတော့ကလည်းသူ့လက်ထဲမှာအဲ့တော့ဒီဈေးကွက်ကိုသူလိုချင်လို့ထိန်းချုပ်လို့ရတယ်သူဖြစ်စေချင်လို့ညီမှာကိုယ်ပိုင်စီးပွားရေးဖြစ်သွားပြီအုံနာဖြစ်သွားပြီဖြစ်တဲ့အတွက်ဈေးကွက်ကိုညီထိန်းချုပ်ဖို့ဆိုရင်ဈေးနှုန်းကညီလက်ထဲမှာမရှိဘူးနံပါတ်1အချက်နံပါတ်2ချက်စတော့ကလည်းညီလက်ထဲမှာမရှိဘူးเนาะအဲ့နှစ်ချက်ကိုတော့ညီထည့်သေးစဉ်းစားရလိမ့်မယ်ကျန်တဲ့ဈေးကွက်ကိုထိုးပေါက်တဲ့နှုန်းစမ်းရှင်းကို relation တိစောင်းတဲ့ပုံစံဝေးပတ်တာတွေဘာတွေဆိုတော့ဒါညီရဲ့ကျွမ်းကျင်မှုနဲ့ဆိုင်လိမ့်မယ်ဒါပေမဲ့အဲ့ရတစ်ခုတည်းကိုအားကိုးပြီးတော့ခေါင်းကိုဆင်းမဲ့ဟဲ့ဆိုတော့ညီအတွက်နည်းနည်းလေးစိန်ခေါ်မှုကများလိမ့်မယ်เนาะဒါကတော့ပထမတစ်ပိုင်းပေါ့เนาะဒုတိယပိုင်းဟုတ်ပြီရောင်းအားကောင်းနေပြီကိုကဒီအချိန်မှာနောက်တစ်ဆင့်ဆက်လန်းတင်နေလှမ်းရမှာမှန်နေလှမ်းတင်နေဒါပေမဲ့ညီရှေ့ကိုသွားလို့ရှိရင်ရှေ့ကိုညီသွားလို့ရှိရင်နောက်မှညီကြောလုံးမလားနောက်မှညီကြောလုံးမလားနောက်မှညီကြောလုံးမယ်ဟဲ့ဆိုတော့ညီသွားဒါမှမဟုတ်နောက်မှမလုံဘူးကိုပြန်ဝင်ရမှဖြစ်မယ်ဟဲ့ဆိုလို့ရှိရင်တော့ဒါလေးကိုတော့နည်းနည်းလေးပြန်ပြီးစဉ်းစားတင်နေသုံးသပ်တင်နေအဲ့လိုမှမဟုတ်ဘဲနဲ့ကိုကစိတ်ချလက်ချနဲ့ရှေ့ကိုပွားလို့ရတယ်နောက်ကျောလုံနေဟဲ့ဆိုရင်တော့ကိုလူများတဲ့ဥအောင်ထိုးပေါက်တာညီ့အတွက်ကြီးစွာတော့အခွင့်အရေးဖြစ်မှာပါလို့เนาะညီเนาะအကိုကတော့သိန်းအောင်ဝင်ထားအောင်ပါ